ဟုတ်လားဆိုတဲ့ trend ကိုတစ်ဖက်သူကကိုယ်တို့ရဲ့ Venus sign လိုက်ပြောလာတဲ့အခါမှာ Venus sign လိုက် reaction လေးလုပ်တော့မှာဖြစ်ပါတယ်အဲ့တော့ဒါလေးကဖတ်ဝမ်းပေါ့နော်ဖတ်ဝမ်းမှာတော့ပထမဆုံး6 sign ကိုအရင်ဆုံး reaction လုပ်မယ်ပေါ့နော်အဲ့တော့ပထမအဆုံး Venus Aries ပေါ့ဟုတ်လားဟုတ်လားဟုတ်လား